ဒါတော့ update သစ်မှာပါလာတဲ့ဓာတ်အသစ်နဲ့တနက်အသစ်ပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်အဲ့ဓာတ်နဲ့တနက်ကိုဘယ်လိုယူရမလဲဆိုတာကျွန်တော်အသေးစိတ်ရှင်းပြပေးထားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော် Bro တို့အတွက် challenge တစ်ခုရှိပါတယ်အဲ့ challenge ကိုနိုင်တော့ Bro တို့ကစွန်းနေရမှာဖြစ်ပါတယ် challenge ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာကုတ်3ခုကိုကွက်ထားပါမယ်ကုတ်3ခုကိုရှာတွေ့ပြီဆိုတာနဲ့ comment မှာအဲ့ကုတ်3ခုကိုရေးပြီး Bro တို့ကိုဆက်သွယ်လို့ရမယ် Telegram သို့မဟုတ် Discord user name လေးရေးခဲ့ပါ Bro တို့ရေးခဲ့တဲ့ကုတ်ကမှတ်နေဆိုလို့ရှိရင်ကျွန်တော် Bro တို့ပေးခဲ့တဲ့ user name ကိုလာပြီးဆက်သွယ်ပြီးကျွန်တော်ကစွန်းနဲ့ fruit လာ trade ပေးပါမယ်ဘာလို့လဲနဲ့ကျွန်တော် channel တောင်မှ 5k ပြည့်တော့မယ်ပေါ့နော်အဲဒါကြောင့်မလို့ subscribe လုပ်ရသေးရင်လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခဲလန်စနေဖြစ်တဲ့အတွက်ကုတ်တစ်ခုကခုနလင်းဝက်ပြီးသွားတာလည်းဖြစ်နိုင်ပါတယ်အဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ပထမဆုံးကျွန်တော်တို့ပေါ့နော် prehistoric island ကနေပြီးတော့အဓိကဒီပစ္စည်း၄ခုကိုရှာရမယ်ပထမဆုံး item ကတော့ dragon app ပဲဖြစ်ပါတယ် dragon app က3ခုလိုပါတယ်နောက်ထပ် item တစ်ခုအနေနဲ့ကတော့ dinosaur ဘုံဖြစ်ပါတယ် dinosaur ဘုံကကျတော့16ခုလိုတယ်နောက်ထပ် item တစ်ခုကတော့ blaze amber ပဲဖြစ်ပါတယ်သူကကြတော့ဘယ်နှခုလိုလဲဆိုတော့45ခုလိုပါတယ်နောက်ဆုံးတစ်ခုကတော့ dragon scale ပဲဖြစ်ပါတယ်အဲ့ဒီခါကျတော့5ခုလိုပါတယ်အခုကျွန်တော်ပြောသွားတဲ့ item ရေအတွက်ကကျွန်တော်တနက်ရောဓာတ်ရောနှစ်ခုပေါင်းပြီးရလာတဲ့ item ရေအတွက်ပဲဖြစ်ပါတယ်အဲ့တော့ရဲ့ဒီ item တွေကိုတော့ရှာလိုက်အောင်ဟုတ်ကျွန်တော်တို့ဘုံနဲ့ dragon အရဖို့ဆိုလို့ရှိရင်ပုံမှန်အတိုင်းပဲသူ့စီကိုလာပြီးရင်ဒီမှာ craft wait okay ဒီမှာသူ့စီမှာ craft ပြီးသွားလို့ရှိရင်ကျွန်တော်တို့ volcano magnet ကိုရွေးပြီးရင်ဒီမှာ volcanic magnet ဆိုတဲ့ဟာလေးကိုဝယ်ရမယ်ပြီးရင်ကျွန်တော်တို့ပေါ့နော်ပုံမှန်တိုင်းပဲ sea event လိုမျိုးတွားပြီးရှာလိုက်ရုံပဲဒီမှာကြက်ဥโอเคနောက်ထပ်ဥတစ်လုံးရပြီပြီးရင်ဒီမှာအယိုးတွေလည်းယူရမယ်โอเคအခုဆိုလို့ရှိရင်ကျွန်တော်မှာအယိုး16ခုပြည့်သွားပြီဒါပေမဲ့ကျွန်တော်မှာ dragon egg က3လုံးမပြည့်သေးဘူးဆိုတော့ထပ်ပြီးရှာလိုက်အောင်
Okay အဲ့ဆိုကျွန်တော်နောက်ဆုံးကြက်ဥရည်ကြက်ဥတော်ဖြစ်ကုန် Dragon အဲ့ရည်ပေါ့နော်အဲ့တော့ကျွန်တော်တို့ခုနက craft ကမဲ့လူစီမှာကျွန်တော်တို့ဓာတ်ရဲ့တနက်အသေးရဲ့တော့ craft ကဒါကြောင်ညာထိုင်ဘရိုတို့ကြည့်ရတာ block fruit update ထွက်တဲ့အချိန် Dragon fruit မရှိတော့စိတ်ညစ်နေတဲ့ပုံပဲရော့ Hori မှာ palm နဲ့ Dragon giveaway တစ်ခုတည်းပဲလို့ထင်နေရလားရော့ဒီမှာရော့နောက်တစ်ခုထပ်ယူအောင်အားလုံးပေါင်း permanent dragon 3ခုကို giveaway ပေးသွားမှာဖြစ်ပါတယ် giveaway ကိုစီစဉ်ပေးတဲ့သူကတော့ Amy ပါ Amy ကမြန်မာနိုင်ငံမှာ robot နဲ့ game pass တွေကိုဈေးချိုတာဆုံးရောင်းပေးနေတဲ့ site တစ်ခုဖြစ်ပါတယ်ဘရိုဒီမှာချက်ကြည့်လိုက်1 robot ကို25ကျပ်တယ်နောက်ပြီး game pass အနေနဲ့ဆိုလို့ရှိရင်1 robot ကို20ကျပ်ဖြစ်ပြီး Christmas ကာလနီးနေတဲ့အတွက်1 robot ကို18ကျပ်နဲ့ရောင်းနေပါတယ်နာမည်ကြီး game တွေဖြစ်တဲ့ Blood Fruit face စားတဲ့ game pass တွေကိုလည်းဈေးတက်တက်စာနဲ့ရနေအောင်မလို့ robot ဝယ်မယ်ဆိုရင် Amy shop မှာလာဝယ်ဖို့ကြံပေးကြပါတယ် giveaway နဲ့ channel link ကိုတော့ကျွန်တော် description ထဲမှာရေးထားခဲ့ပါမယ်အဲ့ဒါကျွန်တော်အရင်ဆုံးအသီးလေးကြည့်အောင်ရမလဲလို့ okay random fruit portal oh my god ကန်ကောင်းလိုက်လား okay ပါလို့ oh cherry bro ခံမယ်တော့ငယ်လေးပါပေးမလို့လည်းမသိဘူးရ portal ရှိရယူမလားပါပေးမလို့ I got Leo for you Leo ပေးမလို့လားမသိဘူး wait တကယ်လားတို့ပါပေးရင်ကောင်း okay Phoenix ပေးကြည့်မယ်အပုတ် Phoenix ပဲပေးကြည့်အောင်သူလက်ခံမလားမလို့ဘာဖြစ်လဲ okay သူလက်ခံနေပုံပဲမခုံလားတော့မသိဘူး1 wait တကယ်ရတယ်ဟာ okay ကျွန်တော်ဒီ Leo ကလုပ်တယ်မဖြစ်သေးဘူးပေါ့နော်။အဲ့ဖြစ် okay ကျွန်တော်ဒီ Leo ပေါ့နော်။ကျွန်တော် giveaway ထပ်ပေးမယ်လို့ဆုံးဖြတ်ထားတယ်။ဒီဗီဒီယိုထဲမှာတော့မဟုတ်သေးဘူးပေါ့နော်။ဘယ်လိုဒီဗီဒီယိုထဲမှာကစွန်းနဲ့ဝင်တာမရှိလို့ရှိရင်နောက်ထပ်ဗီဒီယိုမှာလည်းကစွန်းနဲ့ပဲဒါပေမဲ့ဒီဗီဒီယိုမှာကစွန်းနဲ့ဝင်တာရှိလို့ရှိရင်နောက်ထပ်ဗီဒီယိုမှာ Leo Bud Fruit ထပ်ပေးပါမယ်ခင်ဗျာ။အဲ့တော့ကျွန်တော်ခုနဓာတ်နဲ့တနက်နဲ့လေးတဲ့ဘက်ကိုသွားအောင်။အဲ့တော့ကျွန်တော်နောက်ဆုံးတစ်ခုကကြာလူတဲ့ item ကတော့ဒီဘက်မှာပေါ့နော် plain amber ဆိုတဲ့ဟာလေးလိုတယ်အဲ့တော့ plain amber ဆိုရင်ဒီမှာပေါ့နော် hand ကိုလုပ်ပြီးပုံမှန်တိုင်းပဲသူက quest 3မျိုးဖြစ်နိုင်တယ် hydra သို့မဟုတ်ဒီဘက်ကျန် hydra သို့မဟုတ် venomous သို့မဟုတ် hydra island တစ်ပင်ခုတ်ပေါ့နော်အဲ့တော့ okay အဲ့တော့ကျွန်တော် item အကုန်ရပါပြီ okay အဲ့တော့ craft ကပထမဆုံးဗာရမယ်dragon hero craft မယ် okay တစ်လုံးဒါ requirement ပေါ့နော် okay dragon hero ရပြီအဲ့ဆိုလို့ရှိရင်နောက်တစ်ခုwait ဘာချမို့ no မလုပ်ဘူးနောက်တစ်ခုကကျတော့dragon stone ဆိုတဲ့တနက်ပေါ့နော် okay အဲ့တော့ကျွန်တော်မှအကုန်မွေးပါပြီokay level 5မို့ဆိုရင်ကျွန်တော် CO3 ကိုလာပြီး Cyber V4 နဲ့ဒီမှာ level 5ရင်တော်တော်ညံ့နေပေါ့နော်ဒီမှာ level 5
โอเคအဲ့ကျွန်တော်ဒီမှာ Dragon Heart ဆိုတဲ့ထားလေးရပြီ Dragon Stone ဆိုတဲ့တနက်လေးရပြီပေါ့နော်ပထမဆုံးကျွန်တော် Dragon Stone ဆိုတဲ့တနက်ရင်ပြမယ်မကြည့်လောက်လုံးဝ shade model တွေလုပ်ထားတာလုံးဝပြစ်လိုက်တဲ့အချိန်ကျရင်ပြစ်တာဒီတနက်ရိုးရိုးနဲ့မတူဘူးနော်ဆက်တနက်လိုမျိုးအကြာကြီးဖိသွားလို့ရတယ်ဒီမှာကြည့်လိုက်ကြည့်ပါလားကျွန်တော်အခုstat ထဲမှာlove fruit ကိုလုပ်ထားတာပေါ့နော်အဲ့ဒါကြောင့် timing ထွက်တာဒီမှာကြည့်လိုက်လဲသွားလိမ့်မယ်တနက်ပြေကြည့်ပါလား shade okay ဒါM1 ကတစ်ချက်နှိပ်လို့ရှိရင်တစ်ချက်တည်းအကြာကြီးဖိလို့ရတယ်ဖိလိုက်လို့ရှိရင်တလားအပေါ်ကလိမ်မော်အောင်ဘာတန်းလေးကုန်တဲ့အထိပြစ်လို့ရတယ်ပြီးရင်ဘာတန်းလေးပြောက်သွားလို့ရှိရင်ဒီပြန်ဖြည့်တာဒါကြောင့် haki ထည့်လိုက်အဲ့လိုမျိုးပြီးစကေးဇက်ပေါ့နော်စကေးဇက်ကကျတော့သုံးလိုက်လို့ရှိရင်အောက်ကနေပေါ့နော် enemy ကိုချိန်ထားပြီးအောက်ကနေအပေါ်ထိုးတက်သွားလိမ့်မယ် okay နောက်တော့ဒီ Z scale อ่ะပေါ့เนาะကျမ်းမြင်မှာတုံလို့ရှိရင်တမျိုးလေးပေါ်မှာတုံလို့ရှိရင်တောင်မှန်တွေထွက်လာသလားကြည့်တာအင်းတော့လိုမျိုးပါတယ်သူကဒီဘေးနာပြင်မယ်เนาะကြည့်တော့လားအင်းတော့လိုမျိုး auto target လုပ်တာအဲ့ရတော်တော်မိုက်တယ်ပြီးရင် scale 2 scale 2ကကြတော့မှာပေါ့เนาะဖိလိုက်လို့ရှိရင်ဒီမှာ boom ပောက်ကွဲသွားပါတော့ range ကတော့အဝေးကြီးပဲနောက်တော့ခုဒီတနက်ရဲ့ scale ကကြာလေတငယ်ချင်းရေစုကြီးဘာလုပ်လို့ရလဲဆိုတော့ညာဘက်ဖြစ်နေတဲ့အချိန်ကောင်းရင်မှာ boom မီရှူမီပန်းလိုမျိုးအဲ့အားလေးလည်းမိုက်တယ် okay နောက်တော့ခုကကြာတော့ဒီမှာ Dragon Heart ဆိုတဲ့ ဆော့ပေါ့နော်ဒီမှာသူ့ရဲ့ပုံစံမှာပေါ့နော်အလင်းမှာမီးကြလေးမီးလုံးလေးပါတယ်မိုက်ပါတယ်လမ်းပုံစံဒီဇိုင်းဆွဲထား okay အဲ့တော့ scale set ကကြတော့ဒီမှာကျွန်တော်တို့ကပြေးဝင်ဆောင်ပါနော် okay ကျွန်တော်ပြန်လုပ်ပြမယ်စကေးဇက်ကဒီမှာနဂိုင်းဒုတိယတစ်ခုစကေးရကြတော့ဒီမှာပေါ့နော်စကေး ace ဖိထားလို့ရှိရင်ဒီအဝိုင်းတွေကပိုကျဲလာတယ်ပြီးရင်လွတ်လိုက်လို့ရှိရင် boom တော့နျူကလ িয়ার ဘုံပေါက်သွားတဲ့အတိုင်းပဲအကြီးကြီးပဲသူ့ဟာပေါ့နော်ဒီကျမ်းမြင်နေပဲလုပ်လို့မရမဟုတ်ဒီဘွားနေလဲ boom နေရနေလဲသုံးလို့ရတယ် okay နေရနေမှာနော် boom တော့ဒီ scale 8ကြီးကတော့မိုက်တယ်ဒါတော့ M1 ပေါ့နော်Dragon တင်လွန်နဲ့တော့အဲ့လောက်ကြီးမကွာဘူး Dragon တင်လွန် fighting style နေအဲ့နဲ့အဲ့လောက်ကြီးတော့မကွာဘူးနောက်ထပ်ပေါ့နော်ဒီ scale 8ရဲ့ကောင်းတဲ့တစ်ချက်ကြောင့်ဒီမှာအဲ့တိုင်းပေါ့နော်ဒီ scale 8သုံးနေလို့ရှိရင်ဒီအဝိုင်းရပေါ့နော် damage ပေးတယ်ဒီဟာကြီးကကျွန်တော်ကတော့ ဆော့မလုပ်တာ damage အဲ့လောက်မဟုတ်ဘူးเนาะဆော့ကိုလုပ်ထားလို့ရှိရင် damage ကြီးကတော့ share ကြီးပဲဒါကတော့ကျွန်တော်ရဲ့ new gun နဲ့ new saw ကိုဘယ်လိုယူရမလဲဆိုတဲ့ tutorial လေးပဲဖြစ်ပါတယ်နောက်ထပ် video တွေမှာကျွန်တော်နောက်ထပ် tutorial တွေလည်းအများကြီးတင်ပါမယ်အဲ့ဒါကြောင့်လို့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ် video မှာပြန်တွေ့ကြမယ် bye